မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီဓာတ်ပုံတွေရိုက်လာတဲ့အခါမှာဒီသစ်ပင်တို့လိုဒီလို line တွေမှာပါတဲ့နေရာတွေမှာဆိုရင် chromatic aberration လို့ခေါ်တယ်ဒီဘက်မှာအစိမ်းရောင်ရဲ့ဒီဘက်မှာပါပဲခရမ်းရောင်ရဲ့များသောအားဖြင့်ကတ်လေးရှိပါတယ်ခင်ဗျာဒါတွေကိုကျွန်တော်တို့ camera raw နဲ့ရိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီကနေ lens correction နဲ့မှာရှိတဲ့ remove chromatic aberration ကိုနှိပ်လိုက်တာနဲ့ဒီမှာအလွယ်တကူကြားတော့တာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍များကျွန်တော်တို့ကJPEG နဲ့ရိုက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီ filter ထဲကနေ open camera raw ဖွင့်လိုက်ရင်လည်းကျွန်တော်ဒီ menu ထဲကပုံစံမျိုးပဲပေါ်မှာဖြစ်ပါတယ်ခင်ဗျာဒီအခါမှာလည်းကျွန်တော်တို့ကဒီမှာရှိတဲ့ purple amount ရယ် green amount ရယ်ကို short လိုက်ရင်ဒီမှာရှိတဲ့ aberration တွေကအလွယ်တကူကျမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ purple amount လေးကို short ပြပါမယ်ဒါဆိုရင်ဒီမှာ purple တွေကတ်နေတာမရှိတော့ဖြစ်ပါတယ်ဒီဘက်ကကတ်နေတဲ့ green amount လေးကိုကျွန်တော်ရွှေ့ပြပါမယ်ဒါဆိုရင်လည်းကျွန်တော်ဒီမှာရှိနေတဲ့ green amount တွေလည်းဒီမှာဆိုရင်အလွယ်တကူကျတော့တာဖြစ်ပါတယ်နောက်ထပ်တစ်ပုံလောက်ကျွန်တော်ဥပမာပြပါအောင်မယ်ခင်ဗျာကျွန်တော်တို့ဒီပုံမှာဆိုရင်လည်းဒီဘက်မှာရှိတဲ့ purple တွေကအယောင်တော်တော်ဆူဆူရောကတ်နေပြီးတော့ဒီဘက်မှာရှိတဲ့ green ကလည်းအယောင်ခက်ရင်ရင်နဲ့ကတ်နေပါတယ်ကျွန်တော် camera raw ထဲကိုဒါ JPEG ပုံမှာ camera raw filter အနေနဲ့ဖွင့်လိုက်ပါမယ်အဲ့မှာဆိုရင်ကျွန်တော်တို့ JPEG တွေကိုဆိုရင် JPEG ပုံတွေကကျွန်တော်တို့ဒီ lens correction နဲ့မှာ menu အနေနဲ့တက်ပါတယ်ဒီမှာကျွန်တော်ဒီဘက်ကရှိတဲ့ purple amount ကိုကျွန်တော် short လိုက်ပါမယ်ဒါဆိုရင်ဒီမှာ purple amount ကအလွယ်တကူကြောတော့ပြီးတော့ဒီမှာရှိတဲ့ green amount ကိုလည်းကျွန်တော် short လိုက်ပါမယ် sorry ပါဒါဆိုရင်ဒီမှာရှိတဲ့ green amount ကလည်းအလွယ်တကူရောကျတော့တာဖြစ်ပါတယ်နောက်ထပ်ပုံလေးတစ်ပုံထပ်ပြီးတော့ဥပမာပြပါအောင်ပါခင်ဗျာကျွန်တော်ဒီပုံမှာဆိုရင်လည်းဒီဘက်မှာနည်းနည်း grain ကကတ်ပြီးတော့ဒီဘက်မှာခရမ်းရောင်လေးတွေကတ်နေတာဖြစ်ပါတယ်ကျွန်တော်ဒါလည်း JPEG ဖြစ်တဲ့အတွက်ကျွန်တော် camera raw filter ထဲကိုဝင်လိုက်ပါမယ် camera raw filter ထဲမှာကျွန်တော်တို့ lens correction ကိုကြည့်ရင် menu အနေနဲ့ပဲဝင်မှာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာကျွန်တော်ဒီဘက်က grain amount ကိုအရင် short ကြည့်ပါမယ်ဒီတစ်ခါကျွန်တော် grain amount ကိုအကုန် short ရင်တောင်မှသူကဒီ grain amount ကကျမတော့တာတွေ့ရပါမယ်ခင်ဗျာဒီလိုမကျတဲ့အခါမှာကျွန်တော်တို့ကဒီ grain amount ကိုဒီဘက်မှာရှိတဲ့ grain hue နဲ့နေပြီးတော့တွဲပြီးတော့ short ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ grain amount နဲ့သူက grain amount အစိမ့်မဟုတ်တဲ့အတွက် grain amount ရယ် grain hue ရယ်ပေါင်းပြီးတော့ short လိုက်တော့ကျတော့တာတွေ့ရပါမယ်ခင်ဗျာကျွန်တော်တို့ဒီဘက်မှာဆိုရင်လည်းကျွန်တော်ဒီမှာ purple amount ကိုကျွန်တော် short ပြပါမယ်ဒါဆိုရင်ကျွန်တော်အကုန် short ရင်တော့ purple amount ကဒီမှာကျန်နေပါတယ်ဒီလိုမျိုးဖြစ်တဲ့အခါဒီမှာဆိုရင်လည်းကျွန်တော်ဒီမှာ purple amount နဲ့ purple hue နဲ့ကိုကျွန်တော်ဒီမှာတွဲပြီး short လိုက်ရင်ဒီမှာ purple hue နဲ့ဆိုရင်တခါတည်းဒီကတ်နေတဲ့ aberration တွေရောကျတော့တာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဓာတ်ပုံတွေမှာအင်မတန်အသုံးကျတဲ့နည်းလေးဖြစ်ပါတယ်ခင်ဗျာ